ကဲအလုပ်လည်းပြီးသွားပြီနော်မနေ့က3 နာရီလည်းထိုးပြီအလုပ်လည်းပြီးသွားပြီပေါ့နော်အဲ့တော့31ဘုံရှိကြတဲ့တတ္တဝါတွေတော့မေတ္တာပို့ပြီးပြီခုနဘဘရဲ့9ရက်သားသမီးလေးတွေကိုမေတ္တာပို့ပေးလိုက်အောင်မယ်ဘဘမေတ္တာထားရတဲ့9ရက်သားသမီးတွေအလုံးသည်စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများပြည့်၍ဘေးပရာဝေးကွာစွာနဲ့မိသားစုတွေတိုက်တိုက်ဝုန်းဝုန်းပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းရပ်တည်နိုင်ကြပါစေလို့မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်အဲ့တော့မနေ့ဆိုရင်တောက်ကြနေ့ကိုရောက်ပြီနော်တောက်ကြနေ့ကိုရောက်ပြီတောက်ကြနေ့ရောက်ပြီဆိုတော့စိတ်ပူတဲ့လူတွေလည်းပူနေကြပြီပျော်တဲ့လူတွေလည်းပျော်နေကြပြီနော်အဲ့တော့ခါတိုင်းကတော့မနေ့ဆိုတောက်ကြဆိုရင်တော့ပျော်ပဲဆော့ကြလို့ဆိုပြောမယ်ဒီနေ့တော့မပြောလို့ပါဘူးကလေးတွေအဲ့တော့မှတွေ့ရတာနည်းနည်းလေးတိတ်အဆင်ပြေကြဖို့မရဘူးเนาะအဲ့တော့ဒီညလက်ဆောင်ကဏ္ဍလေးပြောပြမယ်တည်တည်ချာချာလေးအလေးထားရမယ်လက်ဆောင်ကဏ္ဍ2ခုရှိတယ်เนาะအဲ့တော့ဘဘဒီတပတ်လုံးမှဆိုလို့ရှိရင်ဘဘမိတ်ကြတာလေးတပတ်စာနော်ဆိုတာလေးကိုအမြဲတမ်းလေးပြန်ပြီးတော့ကြည့်ကြရင်ဖြစ်တစ်ခုဆိုတစ်ခုရမိမိရဲ့ဖက်တွေ့ထားရင်ဆင်ပြေနိုင်ပါတယ်အစချီတုံးနဲ့လိုက်ကဏ္ဍလေးပြောသွားတယ်နော်ဗုဒ္ဓဘာသာကဏ္ဍလိုက်ဟေးတဲ့453ညဟုတ်မလားတနေ့တည်းနဲ့တနေ့နာမှာလည်း20တို့50တို့ထွက်သွားတယ်နောက်တစ်ခါအဲ့ဒီနေ့မှာပဲဆက်လိုက်လို့ရတဲ့ဥစ္စာဒီတမိုင်ဂိုက်ပါတဲ့16ထွက်တာလို့တမိုင်ဂိုက်ဒီ1960ဂိုက်တမိုင်ဂိုက်မှာလည်းနောက်နေ့ဆက်ခွန်ဆိုတာလည်းထွက်သွားသေးတယ်နော်အဲ့တော့ဟောထားတဲ့တပတ်စာကဘာလဲတန်တီတဆွေဝက်လားဗရာတိတပြေဝက်လားနော်တလီ9ခွန်ဆိုတဲ့အောက်ကအခွေကဏ္ဍနဲ့ပြီးသွားတယ်ကဏ္ဍ9လုံးဟုတ်တယ်အဲ့တော့1ခွန်ရဲ့4 5ရဲ့ကဏ္ဍ9လုံးမှာ1ခွန်ရဲ့4 5ရဲ့ကဏ္ဍ2ခါထွက်သွားတယ်အဲ့လိုလေးတွေရှိတယ်အဲ့ကျမ်းမှာအောင်ကဏ္ဍလေးတွေရှိတာနဲ့အတိတ်ထဲကပြောတဲ့ကြောင်းတရားတွေမှာလည်းပါပါတယ်နော်အဲ့တော့ပြောသွားတာဆိုရင်ဘဘမင်းလာမှာသတင်းသုံးတော့တနှစ်တိတိတရားဟောပြီးတာကိုတားတစ်ပည့်3ယောက်တနှစ်လုံးတရားနာကြတယ်လို့ဝင်းဆိုးရဲ့အေးဆိုးရဲ့ဝင်းဆိုးရဲ့ဥစုအောင်ရဲ့တဲ့တော့ရနော်ဥစုအောင်မိမတော့ဒေါ်စိတ်နော်မဆင်ရတော့ဆုံးသွားပြီတဲ့မရှိတော့ဝင်းဆိုးအေးဆိုးလည်းတည်ပြီတဲ့ပြောလိုက်အဲ့တော့စိုးအောင်ကနန်းထွက်လာတဲ့အချိန်မှာစိုးအောင်ဆိုပြီးတော့တုံးတစ်လို့ပေါ်တဲ့အချိန်မှာပရိက္ခ53ဖြစ်သွားတယ်35လားဟော34ဖြစ်ရမယ်ဥစ္စာညနေပိုင်း35ပရိညနေတော့ว่า9:10ဆိုတော့15 17 26 26 ကို35ညနေခင်းပရိပေါင်း35ဖြစ်သွားတယ်အပြင်ရွာပြင်မှာပဲเนาะဆိုတော့ဗလိတ်ဒီဘာတွေကလည်းသူလိုက်တက်တယ်စာစုတွေအတိုင်းအဟောတဲ့တဲ့မြုံမို့ဦးတဲ့ရင်တဲ့တာယာကုန်းကစီကားမယ်တဲ့ထောင်ပြီးတော့တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်ဆိုပြီးတော့အစင်လေးရေကြည့်83ညနေခင်းထွက်တဲ့နေရာ51ပရိဖြစ်သွားတယ်မုံဦးတယ်တယ်မုံဦးတယ်လို့ရှိရင်တာယာကုန်းကစီကားမယ်တာယာကုန်းဆိုတော့246ပဲနော်ဟောညနေက45လဲထွက်ပြီးတော့ပရိကဘာဖြစ်သွားတယ်64ဖြစ်သွားတယ်တာယာကုန်းကအဲ့လိုမျိုးရှိတယ်နော်ဆိုတော့အတိတ်တွေကိုလည်းလိုက်ရပါမယ်စာစုလေးတွေတပေါင်လေးတွေကပရိတွေရောကဏ္ဍတွေရောပြောလိရှိတယ်အဲ့ဒါလေးတွေကိုအမှတ်ထားရမယ်နော်ကဲဒီနေ့ကတော့ဒီညဟောပြီးမှကစကဝါမြည်မှ
မြစိမ့်ရှင်တိုက်တဲ့နော်တိုင်နှန်းဆိုတော့ရနာဒီပေါ်တယ်ပတ်ဆက်ဒီပေါ်တယ်နော်အဲ့တော့တိုက်ဒီပဲအိမ်မက်မက်ဟိုကိုးတော်ဖျားလေးတွေမှာမြစိမ့်ရှင်ဖျားဆိုပြီးတော့ရွာတွေမှာနေရာတွေမှာတွေ့တတ်ရှိတဲ့တပြခါဖြစ်တည်ချာလေးဖျားဖူးဆူတောင်းပြီးတော့အဲ့ရတိုက်တွေကိုမေတ္တာပို့အမြဝေကိုဘယ်ရွက်ဘာရာဇဝင်မှမရှိမကြားခဲ့ဘူးလေမြစိမ့်ရှင်ဖျားလို့တွင်အဲ့ဒီဖျားမှာတိုက်ကိုရှိတယ်နော်မြစိမ့်ရှင်ဖျားလို့တွင်အဲ့ဖျားမှာတိုက်ကိုရှိတယ်အဲ့မှာဆူတောင်းလက်လာပါပေါ်တယ်ပတ်စံရလိမ့်မယ်ဘလို့ယာနီးနဲ့ရတယ်မသိတဲ့ပတ်စံတွေဝင်လာတတ်တယ်အဲ့ဒါကိုမှတ်ထားစကားလက်ဆောင်ပါလိုက်တာနော်အဲ့ဒါစကဝါမြေမှဆိုတော့စကဝါမြေပေါ့စကဝါဆိုတော့စကဝါပဲပေါ့နော်စသုံးကာနှစ်ဝါလေးနှစ်သုံးလေးမြေကငါပေါ့နှစ်သုံးလေးငါဒီလိုမျိုးယူတာဒါပဲဒီဟာခွေလိုက်အဆင်ပြေမယ်မနေ့စကဝါညနေမြစိမ့်ဟုတ်ပြီနော်အဲ့မှာအတိတ်လေးရေးပေးမယ်ပြီးတော့မြစိမ့်အဲ့တော့လက်ဆောင်ကဏ္ဍလေးပြောပြမယ်နော်ဟိုကအခွေရသက်နော်ဒီတပတ်ထဲမှာ3ကထွက်မယ်ဆိုရင်ဒီတပတ်ထဲဖြစ်ဘာဖြစ်အဆက်လမ်းကြောင်းရဲ့တိတ်ခေါ်စီတစ်ခုရဲ့ရွာလေးရွာလမ်းကြောင်းရဆိုရင်3ကဏ္ဍကထွက်ရင်4လုံးထွက်ဖို့ရှိတယ်တဲ့နော်3ဟာ4လုံးထွက်ဖို့ရှိတယ်3ဟာ4လုံးထွက်ဖို့ရှိတယ်အဲ့တော့3 4လုံးထွက်မယ်တဲ့အဲ့လိုမျိုးဟောစာစဉ်ရွာလေးရွာရှိထားတယ်နော်အဲ့4လုံးထွက်တဲ့နေရာမှာဆိုရင်တော့ဟိုးတုန်းကတည်းကအတိတ်ပေးထားတဲ့လေကတီလာလာရင်ဝင်းစုလာမယ်တဲ့ဒီလိုမျိုးပြောထားတာနော်တီလာနဲ့ဝင်းစုတွဲလို့လာတဲ့ဆိုပြီးတော့မောင်ဝင်းစုပေါ့နော်အခုဘုန်းကြီးဝတ်သွားတဲ့ဝင်းစုဘာသာတပည့်အဲ့ဒါမနေ့ညနေ64ပြည့်ဖြစ်တော့တီလာလို့မြင်သွားပြီတီလာဆိုရင်ဝင်းစုဆိုတဲ့မောင်ဟာပေါ်ဖို့အကြောင်းတရားဖန်လာနိုင်တယ်ဒါကိုကိုယ်ကသတိထားမိရတယ်နော်အဲ့တော့လက်ဆောင်ထဲမှာလည်းထည့်ပြီးသွားမှာပါနော်လက်ဆောင်ကဏ္ဍတော်က3 4လုံးလာခဲ့ရင်တစ်လုံးဒီ34နော်34နောက်တစ်ခုဒီ36နော်အဲ့ဒါ3663ကတော့6တလုံးကလည်းမပေါ်လာဘူးပေါ်လာခဲ့ရင်တော့36လို့ပေါ်စရာရှိတယ်3 4လုံးပေါ်လာခဲ့မယ်ဆိုရင်တော့3 4လို့လာစရာရှိတယ်အဲ့တော့ကိုယ့်ကိုခွေထိုးတော့စားတော့ခွေထိုးတာပေါ့အလွယ်ချိုချောင်လိုက်တဲ့လူကတော့လွယ်တတ်တယ်ဝရိယကောင်းမှရမယ်နော်အဲ့တော့ပြောလိုက်ပါမယ်34နဲ့36 346နော်3436ဆိုပြီး46လို့ထွက်လာရင်တော့ကိုယ်လိုက်တဲ့ကိုယ်ကံပဲဒါပဲပေါ်စရာကအဲ့ဒါပါနော်3443နဲ့လိုက်နေတခါကူလာလိမ့်မယ်နော်အခုတောက်ကြနေမလားမနေ့ညတော့ထိုးမနေ့ညတော့ကစားမယ်မနေ့ညကစားပြီးလို့နောက်ရက်လဲထွက်လာခဲ့ဒီကောင်အကျွေးကိုမထားဘူးအကျွေးရှိရင်ဆက်ရတယ်တဲ့အဲ့မှာအကျွေးကဏ္ဍတစ်လုံး34နော်3831ဆိုတဲ့ကဏ္ဍ3လုံးပြီးနောက်တစ်လုံးကျန်နေတာ34အဲ့ဒါပဲရွာလေးရွာအတွက်နောက်တစ်ခုကပါသေးတယ်တော့နောက်ရွာလေးရွာကတော့သူကကိန်းကနန်းကွဲတယ်ခွန်ရှိကဲ38ကဲ45ရ36ရကိန်းကနန်းလေးလုံး4ခုမှာ3ခုထွက်ထားပြီးတစ်ခုပဲကျန်တယ်အဲ့ဒီအကျွေးမနေဘူးတေချာမှတ်နော်အဲ့တော့ကိုမဆုံးရှုံးထားတာလေးတွေရှိခဲ့ရင်အဲ့ဒါလေးကိုစာတူလေးလိုက်နေရင်တစ်ချိန်ကျရင်တော့အထောက်ပံ့လေးရကောင်းရမယ်နော်ချောင်းကဆိုးတယ်ဆင်ရိုင်းတော့ရအောင်မယ်
အာရပါရစကားပြောလို့ဒီနွေရလည်းကြိုက်ပြန်ချောင်းဆူဆင်ရိုင်းတောက်ရတယ်ပါကတော့နော်ချောင်းဆူတာနှစ်တုံးဆင်ရိုင်းကတုံးလီဟာခတ်ပြီအဲ့တော့စကားဝါနဲ့တော့ကြိုက်နေပြီနော်အဲ့တော့တောက်ကြနေဆိုတော့ဝန်သေးဆိုတော့တက်ကိုလှမ်းပြီးတော့ယူရတယ်ဝန်သေးဆိုတော့ဗိုလ်တဟုကိုယူလို့ရှိရင်ကောလီဆိုတာနဲ့ပြန်ဖမ်းရတာဖြစ်တဲ့အတွက်နှစ်လေးဆိုတော့ကဏ္ဍသည်အနှစ်ဖက်မနှစ်မှာကီးဖြစ်နေပေါ်ပါလိမ့်မယ်တဲ့နော်မှတ်ထားနှစ်လေးကိုတစ်ဆင့်စီတက်လိုက်တော့သုံးကမြစိမ့်ညနေခင်းတော့မြစိမ့်ပါနော်မနေ့ကောလီညနေမြစိမ့်ကောလီမြစိမ့်နော်ကောလီမြစိမ့်အဲ့ဒါလေးကိုစုပ်ကင်ထားပါတဝက်ကနန်းရှာတဲ့ကလေးတွေအတွက်ပြောပါတယ်နော်အတိချမှတ်ကဲအလုံးပဲကြမ်းမှလို့ချမ်းသာကြပါစေပေးရနေကင်းလို့လက်လာပါသည်ရှင်ကြပါစေ